တကားဖွင့်လို့လည်းမရပါလားအမေပြန်မြောက်သေးဦးနဲ့တူတယ်အတော်ကပဲသွားလို့လည်းမဝေးဟုတ်အမေကဖူးဖူးလေးကိုចောင်းသွားကြူတာဒီချိန်ဆိုပြန်ရောက်ရတော့မှာပါဘာလို့နောက်ကျနေရလဲမသိဘူးဖူးလေးမူကျော်ဝေးလားဟုတ်မဝေးပါဘူးဒီဘက်2လမ်းကျော်လေးတယ်အော်နီးသားပဲမဝေးဘယ်လိုလုပ်ချင်လဲကျွန်တော်လိုက်ပို့ပေးရမလားဟုတ်အတော်ပြန်လာတဲ့အထိဆိုရင်မဝေးဒီမှာရက်ဆောင်နေရမှာပေါ့ဟုတ်ရပါတယ်ဝေးအမေကိုဖုန်းဆက်ကြည့်လိုက်မယ်အတော်ကဖုန်းမကင်ဘူးလားဟုတ်တယ်ဖုန်းလုံးဝမကင်ဘူးအိမ်ထဲမှာများဖုန်းကြံခဲ့ပြီလားမသိဘူးဟုတ်ကိုကောင်းမင်းတဲ့ဝေးတို့လိုက်သွားကြရင်ကောင်းမယ်ထင်တယ်ဝေးကိုလိုက်ဖို့ပေးမလားသွားမယ်လေအမေရဲ့အမေကိုတမီဖုန်းနဲ့ခေါ်နေတာဘာလို့ဖုန်းမကင်တာလဲဟောအမေဖုန်းကအားကုန်လို့အမေအိမ်ထဲမှာထားခဲ့တာတမီးရဲ့ဟုတ်အမေဖူးဖူးလေးကိုသွားကြိုတာမလားဟုတ်တယ်လေဖူးဖူးလေးလည်းမတွေ့ပါလားအော်ဟိုအမေရောက်သွားတော့လေဖူးဖူးလေးကတင်ထုတ်ခေါ်သွားပြီတဲ့ဘယ်လိုအမေတင်ထုံးခေါ်သွားတယ်ဟုတ်လားတေးချားရလားအမေရဲ့ဩတေးကြပါတယ်တမီးရဲ့အမေရောက်သွားတော့အမေနဲ့ရှေ့စင်နောက်စင်ပဲတဲ့ဟိုအမေကလေဟင်းချက်နေတော့ကလေးသွားကြိုနည်းနည်းလေးနောက်ကျသွားတာတမီးရဲ့တင်ထုံးနဲ့သူနဲ့ကခင်နေကြတာဆိုတော့လေသူနဲ့ပါသွားပြီဆိုတော့အမေလည်းဘာလို့လောက်ရမှာမသိဘူးအိမ်ပဲပြန်လာလိုက်တာတမီးကိုဖုန်းဆက်မယ်ဆိုတော့လေအမေဖုန်းကအိမ်ထဲမှာကြံခဲ့တာလေဟာအမေတို့ကအဲ့ဒါပဲဘာတွေဘလို့ဖြစ်ကုန်ပြီလဲမသိပါဘူးအခုထိသမီးလေးကမှပြန်ရောက်မလာသေးတာဝိတို့ဘလို့လောက်ကြမလဲတင်တော့ကဘာကြီးချမ်းစီနေပြီလဲမသိဘူးကိုကောင်းမင်းတဲ့ဝိရကူညီပါအောင်နော်တင်တော့ကဖူးဖူးလေးကိုခေါ်သွားတာတဲ့သမီးလေးတို့ဒုက္ခပါပဲဝိတို့ရဲတိုင်လိုင်းကောင်းမလားယင်စိတ်ကိုအေးထားပါမဝေးရဲ့ခဏနေမှရောက်မလာရင်တော့တခုခုစီစဉ်ကြတာပေါ့ဟုတ်ပါတယ်တမီးရဲ့တင်ထုံးဆိုတာကိုမသိတဲ့လူမှမဟုတ်တာလေဟို तू ကအရင်ကလာစိုးတန်းတာပါတမီးရဲ့အခုနောက်ပိုင်းနဲ့လိမ္မာနေတာပဲတမီးအမေကလည်းအမေတင်ထုံးအကြောင်းမသိရလည်းမဟုတ်ဘူးတမီးကတင်ထုံးကိုပြက်ပြက်တသားညင်းတာတော့သူ့စိတ်ထဲမှာဘာဘလို့ဖြစ်နေလဲမှမသိတာတမီးလေးကိုခေါ်သွားပြီးတော့ဒုက္ခတစ်ခုခုပေးလိုက်ဘလို့လုပ်မလဲအမေရဲ့မေတမီးလေးလာပါအောင်တမီးလေးရဲ့ဘယ်လိုချက်သွားနေရလဲမေမေစိတ်တွေပူနေတာတမီးရဲ့ဘယ်မှမသွားပါဘူးမေရဲ့ဦးတေထုံးနဲ့ရေကောင်းစားရဟုတ်တယ်ဝေးကြီးရဲ့ငါလည်းခုမှလောက်ကပြက်လာတာအဲ့ဒါအကြောင်းချင်းမှာဖူးဖူးကိုတယောက်တည်းတွေ့ရနဲ့ဘာလုပ်နေရလဲဆိုတော့အဖွားကိုစောင့်နေတာတဲ့အဲ့ဒါငါလည်းဦးနဲ့လိုက်ခဲ့မလားလမ်းမှာအဖွားနဲ့တွေ့မှာပေါ့ဆိုလို့ခေါ်လာလိုက်တာပြီးတော့ရေကမ်းမို့စားမလားသူကစားကျင်တယ်ဆိုတာနဲ့ငါလမ်းမှာဝင်နေလို့ကြာသွားတယ်ဟာနင်ခေါ်သွားတာအရေးမကြည့်ဘူးကဲဟိုငါတရားခံဖြစ်တော့မလို့ငါသမီးကငါ့ကိုအပြစ်တင်နေပြီအပြစ်မတင်ရသေးပါဘူးအမေရဲ့တမီးလေးကိုစိတ်ပူလို့ပါဒေါ်လေးကျွန်တော်တောင်းပန်ပါတယ်ဒေါ်လေးရဲ့ကျွန်တော်အဲ့လောက်ထိမစဉ်းစားမိလိုက်ဘူးဝေးငါတောင်းပန်ပါတယ်ဟာငါ့ကိုထင်မလွဲပါနဲ့ရပါတယ်ဟာတင်ထွန်းရဲ့ငါမှထူပူသွားတာပဲနောက်ဆိုရင်လေနင်အဲ့လိုမလုပ်နဲ့တော့နော်ငါသမီးလေးကိုကောက်ကောက်မွန်ပြန်လိုက်ဖို့ပေးလို့ကျေးဇူးတင်ပါတယ်ဟာပေးပါဟာနေငါ့ဘောမြင်မစားရင်ငါကျင်တတ်ပါတယ်ဒေါ်လေးကျွန်တော်တောင်းအောင်နော်ဝေးငါသွားတော့မယ်သမီးဖူးဦးလေးပြန်တော့မယ်နော်တတ်တာ